ဖျားရဲ့ကျေးဇူးကြောင့်အလွန်ပြင်းတဲ့လူပြင်းတယောက်အဖြစ်မှမြို့ကိုအုပ်ချုပ်တဲ့ဘုရင်တစ်ပါးအထိဖြစ်လာခဲ့ပါ။အလွန်ထူးဆန်းတဲ့မော်ဆွမ်းအားရှိတဲ့တနတ်တလက်ကတင်လို့ခြင်းသမျှအရာအလုံးကိုပြီးနိုင်တဲ့အခါတည်သွားပြီးဖြစ်တဲ့သူတွေကိုတော့အသက်ပြန်ရှင်အောင်လုပ်နိုင်တဲ့အခါဘလို့တွေဆက်ဖြစ်ပြီးဘလောက်စိတ်ဝင်စားဖို့ကောင်းမလဲဘလို့စိတ်လှုပ်ရှားပွဲဇလန်းဖြစ်မလဲဆိုတာကဘာပေါ်မှာအပြင်းဆုံးလူသားရဲ့အံ့ဖွယ်စွန့်စားခန်းဆိုတဲ့ဇလန်းမှာကြည့်ရှုလိုက်ရအောင်ပါရှင်။နားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Story by Hand ဆိုတဲ့ channel လေးကနေကြိုဆိုလိုက်ပါရှင်။ဟိုးရှိတုန်းကပန်ချာနဂိုလို့ခေါ်တဲ့မြို့ကြီးတစ်မြို့ရှိပါတယ်။အဲဒီမြို့ကြီးရဲ့အစွန်ဘက်ဖြစ်တဲ့ဘန်ဘူဒူရခန်ရွာမှာမိသားစုကြီးတစုနေထိုင်ကြပါတယ်။အဲဒီမိသားစုမှာမိဘ2ပါးနဲ့သားယောက်ျားလေး9ယောက်ရှိပါတယ်။သူတို့မိသားစုရဲ့စီးပွားရေးအခြေအနေကတော့သိပ်မကောင်းပါဘူး။ဒါပေမဲ့လည်းဖခင်ဖြစ်သူတော်ရိယာပါနဲ့မိခင်ဖြစ်သူချက်တနတ်ပါတို့ကသူတို့ရဲ့သား9ယောက်ကိုကောင်းမွန်စွာကြီးပြင်းလာတဲ့အထိပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာသားရီအားလုံးတွေကပထမဆုံးသား6ယောက်ကအမြဲတမ်းကြိုးစားပန်းစားနဲ့အလုပ်တွေကိုလုပ်ကိုင်ပြီးမိဘတွေရဲ့အလုပ်တွေမှာလည်းကူညီပေးကြပါတယ်။အငယ်ဆုံးသားဖြစ်သူအန်သားဆိုတဲ့သူကတော့ကလေးဘဝတွေကနေကြီးပြင်းလာတဲ့အထိကိုပြင်းပြင်းတွဲဇယရှိပါတယ်။လူပြင်းလေးအန်သားဟာမိဘတွေနဲ့အကိုကြီးတွေကိုဘလို့အလုပ်မျိုးမှကူညီပြီးလုပ်ပေးရမျိုးမရှိပါဘူး။သူဟာသူအိတ်တဲ့ကိုပိုင်အိယာကိုတော့ဘလို့တက်ရက်အောင်ထားပြီးတန်ရှင်းရမှန်းကိုတော့မသိရသူဖြစ်ပါတယ်။သူဟာတစ်ချိန်လုံးအိတ်လိုက်စားလိုက်နေတာအချိန်ကိုဖြုံးနေခဲ့ပါတယ်။အန်သားရဲ့အလွန်ပြင်းကြီးမှုကမိဘတွေကိုအယမ်းပင်ပန်းစေခဲ့ပါတယ်။ဒါကြောင့်သူ့ကိုဘလို့မျိုးပြောင်းလဲဆက်ဆံပြီးပြုပြင်ရမလဲဆိုတာကိုတိုင်ပင်ကြပါဦးတယ်။သူ့ကိုစီကံရှိပြီးတော့ကြိုးစားရသူတယောက်ဖြစ်လာစေဖို့အတွက်ဘုန်းကြီးပညာသင်ကျောင်းကိုပို့မလားဆိုပြီးတိုင်ပင်ကြပါတယ်။ဒါမှမဟုတ်ရင်လည်းအလွန်ပြင်းတဲ့သားကိုကျုံအဖြစ်ရောင်းလိုက်ရမလားဆိုပြီးစဉ်းစားကြပါဦးတယ်။မိခင်နဲ့ဖခင်ဖြစ်သူတို့တိုင်ပင်ဆွေးနွေးပြီးသဘောတူညီချက်ရသွားတဲ့အခါငပြင်းလေးအန်တာကိုချော်ဝါကုကုတ်ဆရာတော်ရဲ့ဇီဒီပထိုးများစွာရှိတဲ့ဘုန်းကြီးကျောင်းမှာတာမဏိပြုခန်းလိုက်ကြပါတယ်။သူတို့သားငပြင်းကိုပညာသင်ကြားပေးဖို့ချောဝါကုကုတ်နေရာဆရာတော်ထံကိုပညာသင်ကြားဖို့အနံလိုက်ပါတယ်။ချောဝါကုကုတ်ဆရာတော်ကဒီလိုပြင်းရည်လွန်တဲ့အန်တာကိုအလွန်တနာနေမိပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုမွေးထားတဲ့မိဘတွေကတော့မလို့ကျင်ကြတော့တာကြောင့်စိတ်မကောင်းဖြစ်နေရပါ။ဒါကြောင့်ချောဝါကုကုတ်ဆရာတော်ကငပြင်းလေးအန်တာကိုသူ့ရဲ့သတင်း300ကျောင်းမှာပဲတာမဏိပြုခွင့်ပြုလိုက်ပါဦး။ဒါပေမဲ့ပြင်းတက်တဲ့အဲ့ဒီအကျင့်ကလူတိုင်းအတွက်အလွယ်တကူပြောင်းလဲသွားနိုင်တာမျိုးမဟုတ်ပါဘူး။ငပြင်းလေးအန်တာဟာတာမဏိပြုပြီးနောက်ပိုင်းမှာလည်းအိမ်မာနေစဉ်ကလိုပဲအရေးအတိုင်းပြင်းရင်ပြင်းတွေဖြစ်နေသေးပါပဲ။သူဟာဘုန်းကြီးကျောင်းမှာလည်းအိမ်လိုက်စားလိုက်နေတာအချိန်တွေကုန်ဆုံးနေကြရပေါ့။9နှစ်ဆိုတဲ့အချိန်တစ်ခုကုန်လွန်သွားပြီမဲ့လေကိုရင်အန်တာဟာတန်ခါဆူတောင်းနေကိုကောင်းစွာမရွတ်ဆိုနိုင်သေးပါဘူး။ဂျိုရက်တိုပါဆိုတဲ့စကားလုံးတစ်လုံးထက်ကိုပဲရွတ်နိုင်ပြီးတော့ဘယ်တော့မှဆူတောင်းအပြည့်စုံကိုမရွတ်နိုင်ဘူးဖြစ်နေပါတယ်။သူဟာအမြဲတမ်းရှေ့ကစကားလုံးတွေကိုပဲမှတ်မိပြီးနောက်ပိုင်းကစကားလုံးတွေကိုမှီသွားတတ်ပါတယ်။ဘယ်တော့မှလည်းမှတ်မိလာအောင်စူးစမ်းအားထုတ်ခြင်းမရှိပဲအမြဲတမ်းပြင်းကြီးကအချောင်ခုန်နေခဲ့ပါတယ်။ချောဝါကုကုတ်ဆရာတော်ကလည်းအန်တာဟာဆက်လက်ပြီးပညာသင်နေရင်လည်းအသုံးမကျဘူးဆိုတာကိုမြင်တဲ့အထိဖြစ်လာပါတယ်။ဒါကြောင့်ဆရာတော်ကသူ့ကိုရှင်သာမဏေဘဝကနေလူထွက်ခိုင်းပြီးတော့ကျောင်းမှာကူညီပေးရတဲ့ဘုန်းကြီးကျောင်းသားအဖြစ်ပြောင်းလုပ်ခိုင်းလိုက်ပါတယ်။ကြီးလက်ကလူတွေကအန်တာကိုထိုချိန်ကစပြီးရှင်ဂျိုရတိုလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ပြီးတော့ရှင်ဂျိုရတိုဟာကျောင်းအမှုထမ်းဖြစ်တဲ့ဘုန်းကြီးကျောင်းသားဖြစ်လာခဲ့ပါတယ်။သူဟာဘုန်းကြီးကျောင်းသားဖြစ်လာပြီးအချိန်3နှစ်ကြာတဲ့အထိလည်းအရင်တိုင်းပဲပြင်းရည်ပြင်းတွေဖြစ်နေစေဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကဘုန်းကြီးကျောင်းသားရှင်ဂျိုရတိုအတွက်သူ့ဘဝမှာရှင်သန်နိုင်ဖို့အတွက်ထောက်ပံ့နိုင်မယ့်အလုပ်တစ်ခုခုရှာဖွေပေးဖို့ကြိုးစားပါဦးတယ်။ဒါကြောင့်ဆရာတော်ကဂေါ်ပြားတစ်ခုရှာပြီးတော့ရှင်ဂျိုရတိုကိုပေးလိုက်ပါတယ်။ဂေါ်ပြားပေးရတဲ့ရည်ရွယ်ချက်ကတော့သူကြီးပြင်းလာတဲ့အခါမျက်ပင်တွေကိုရှင်းပြီးတော့ဝါကုန်းစိုက်ကဝါကုန်းပင်တွေပွင့်လာတဲ့အခါကိုအယောင်းဝယ်လုပ်စီဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းငပြင်းလေးအန်တာတစ်ဖြစ်လဲဘုန်းကြီးကျောင်းသားရှင်ဂျိုရတိုအတွက်ကတော့ဒါကိုလုပ်ဖို့ကလုံးဝမလွယ်ကူနေပါဘူး။နောက်ဆုံးမှာတော့ဆရာတော်ကရှင်ဂျိုရတိုဟာမကြိုးစားရင်ခေမွန်အဖြစ်နဲ့သူ့ကိုယူမဲ့အမျိုးသမီးဘယ်တော့မှရှိမှာမဟုတ်ဘူးလို့အကြောင်းပြချက်ကောင်တစ်ခုထုတ်ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့မှသူဟာအတန်ကျဲကြီးနဲ့ထအော်လိုက်ပါတယ်။တခြားသောတာမန်လူတွေလိုမျိုးဘေးမှာဇနီးရှိကျင်တဲ့သူ့လိုငပြင်းတယောက်အတွက်တော့ထိတ်လန့်စရာကိစ္စပါပဲ။ဒါကြောင့်သူကသူ့ကိုယ်သူထိန်ချုပ်ဖို့ကြိုးစားပြီးတော့ခေါ်ပြားကိုကောက်ယူကမျက်ပင်ရှင်းလင်းပြီးဝါကုန်းစိုက်ဖို့နေရာရတဲ့အထိလှုပ်ဆောင်မအောင်တယ်။ဒါပေမဲ့စိုက်ပျိုးဖို့အတွက်ရရှိထားတဲ့ဧရိယာကကျွဲချေရာတစ်ခုစာ
အနံနဲ့အလျာပဲရှိပါတယ်။ဒါကြောင့်သူ့လိုပြင်းတဲ့သူအတွက်တော့အလောလုံးရသက်တာကြောင့်အဆင်ပြေနေပါဦးတယ်။သူဟာစိုက်ပျိုးဖို့အတွက်မိုးရွာပြီးမြေကြီးဆူဆွသွားတဲ့အချိန်ကိုစောင့်ကာဝါစီတွေကိုကျဲချဖို့စီစဉ်ခဲ့ပါတယ်။သူဟာဝါစီစိုက်ခင်းတွေကိုပုံမှန်လာကပြန်လဲစစ်ဆေးပြီးတော့ရေလာပေါင်းတင်ကဂယူးဆိုင်ခဲ့ပါတယ်။ငပြင်းလေးအန်တာဟာအရင်ကချက်ပို့ပြီးစူးစမ်းနေသူတယောက်လိုဖြစ်လာပါတယ်။ဝါပင်နေပွင့်တဲ့အခါရှင်ဂျိုရတိုဟာဝါကွန်ပန်းတွေနဲ့ဝါစီရီကိုစုခုကရောင်းချဖို့ရရှိခဲ့ပါတယ်။သူအတွက်ကံကောင်းနေခဲ့တာကသူ့ရဲ့ဝါကွန်အရေးသွေးကအရန်ကောင်းနေပါတယ်။အဲဒီချိန်မှာပဲချောဝါကုကုတ်ဆရာတော်ရဲ့တပည့်ဖြစ်သူလီကုံတဲ့မစ္စတာဝိုင်းဟာကုန်တယ်ဖို့အတွက်လှေထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ချောဝါကုကုတ်ဆရာတော်ကရှင်ဂျိုရတိုကိုလည်းကုန်တယ်မစ္စတာဝိုင်းနဲ့အတူကုန်တယ်ဖို့အတွက်ထည့်လိုက်ပြီးအနံလိုက်ပါတယ်။ရှင်ဂျိုရတိုဟာလည်းသူ့ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ဝါကွန်တဆုပ်စာကိုရှောင်းဖို့အတွက်လှေနဲ့အတူလိုက်သွားကထွက်ခွာသွားခဲ့ပါတယ်။မစ္စတာဝိုင်းရဲ့လှေဟာရေပြင်မှာ၄လကြာခီးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရွှေရီနဲ့လွမ်းချုံထားတဲ့မြို့တော်ပတာလီပူရာမြို့ဖြစ်တဲ့ဖရာယာဗြဟ္မဟစကြပိုင်နက်ကိုရောက်ရှိခဲ့ပါတယ်။ကုန်တယ်မစ္စတာဝိုင်းကလှေပေါ်ကပစ္စည်းအများပြားကိုပုံမှန်ရောင်းနေတဲ့အတိုင်းဈေးကွက်ထဲမှာရောင်းချခဲ့ပါတယ်။ရှင်ဂျိုရတိုရဲ့ဝါကွန်တဆုပ်စာကတော့မစ္စတာဝိုင်းစိတ်ထဲမှာအလွန်နဲလွန်းနေလို့ထင်နေမိရပေါ့။ဒါကြောင့်သူကဖရာယာဗြဟ္မဟစကြကိုလက်ဆောင်အဖြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မြို့သူမြို့သားတွေနဲ့မြို့ဝင်ကြီးကဝါကွန်ပန်းတွေနဲ့ဝါစီရီကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့ဟာအရန်ကိုပျော်ရွှင်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံဟာအရန်ချမ်းသာပြီးရွှေရီနဲ့ပြည့်နှက်နေပါတယ်။ဒါပေမဲ့လည်းမြို့တော်ထဲမှာဝါပီနဲ့ဝါစီကိုတပေတစီမှစိုက်ပျိုးထားတာမရှိပါဘူး။ဖရာရာပြမဟာစကြကရွှေချောင်း1000ကိုယူဆောင်လာခဲ့ပါတယ်။ပြီးတော့အဲဒီရွှေချောင်းတွေကိုတစ်တာထဲထည့်ပြီးတော့ဝါကွန်ပိုင်ရှင်စီကိုပြန်ယူသွားဖို့မစ္စတာဝိုင်းကိုကုန်သွယ်ကြီးအဖြစ်ပေးအပ်ခဲ့ပါတယ်။ရှင်ဂျိုရတိုဟာလည်းသူ့ရဲ့လုပ်အားနဲ့စိုက်ပျိုးထားတဲ့ဝါကွန်ရောင်းချရတဲ့အပေါ်အရန်ခုန်ယူဝမ်းမြောက်နေပြီးတော့ရွှေရီကိုမြ мян ဆန်ဆန်ပဲလက်ခံယူလိုက်ပါတယ်။သူတို့ဟာအဲ့ဒီမျိုးကနေခီးဆက်လက်ထွက်ခွာပြီးရဲ့နောက်မှာမစ္စတာဝိုင်းရဲ့သင်္ဘောဟာလာနန်မြို့စီကိုဆက်လက်ခီးနေခဲ့ကြပါတယ်။ဖရာရာတူရပကမြို့တော်ဝင်အဖြစ်တာဝန်ယူထားတဲ့လာနန်မြို့ဟာတစ်တော်နဲ့တောင်တန်းအများပြားနဲ့ပြည့်နေနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ပတာလီပူရာမြို့လိုမျိုးရွှေရီအပြည့်နဲ့ချမ်းသာတဲ့မြို့တော့မဟုတ်ပါဘူး။လာနန်မြို့ဟာတဘာဝထွက်ကုန်တွေပေါ်ကျွယ်ဝပေမဲ့လည်းအတော်လေးဆင်းရဲတဲ့မြို့လေးဖြစ်ပါတယ်။ရှင်ဂျိုရတိုကသူ့ရဲ့ရွှေချောင်း1000နဲ့အတူလှေပေါ်ကနေဆင်းလာခဲ့ပါတယ်။မြို့သူမြို့သားတွေကရွှေချောင်းအများအပြားကိုမြင်တွေ့ရပြီးမျက်စိပြသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်များရဲ့ရွှေတွေကိုသူတို့တစ်သက်လုံးဘယ်တော့မှမမြင်ဘူးကြလို့ပါပဲ။ရှင်ဂျိုရတိုကအရန်ကြီးကျယ်တဲ့အရာကိုလုပ်ဖို့အတွက်စဉ်းစားလိုက်တယ်။အဲ့ဒါကတော့သူ့ရဲ့ရွှေချောင်း1000ကိုတခြားသောအရာနဲ့ကုန်သွယ်ဖို့ဆုံးဖြတ်လိုက်တာပါပဲ။သူဟာဒီရွှေချောင်းတွေကိုမြို့တော်ဝင်ဖရာရာတူရာပထံသွားပေးဖို့မစ္စတာဝိုင်းကိုပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမစ္စတာဝိုင်းကစိတ်ရှုပ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့လာနန်ဒေါနတ်ထိတ်ကမြို့မှာဘန်ဘာကဘာကုံတွေကိုရွှေနဲ့လဲလို့ရမှာလေလို့သူတွေးနေခဲ့တာပါ။ဒီလောက်များပြားရဲ့ရွှေတွေအတွက်ဘာများအစားပြန်ပေးနိုင်ဖို့ဘယ်လိုယတနာတွေရှိနိုင်မလဲဆိုပြီးများစွာသောမိကုတ်နေနဲ့စဉ်းစားနေကြရပေါ့။ဒါပေမဲ့လည်းမစ္စတာဝိုင်းကရှင်ဂျိုရတိုရဲ့တောင်းဆိုချက်ကိုလိုက်နာခဲ့ပါတယ်။များစွာသောရွှေတွေကိုယူဆောင်ပြီးသူ့ရဲ့ဆန္ဒအတိုင်းမြို့ဝင်ကြီးထံပေးအပ်လိုက်ပါတယ်။အဲဒီရွှေတွေကစေရဲတဲ့မြို့ကိုတော်ဝင်နန်းတော်တစ်ခုအဖြစ်နဲ့ဖန်တီးပေးလိုက်သလိုဖြစ်သွားပါတယ်။မြို့တော်ဝင်ဖရာရာတူရဖက်ကလည်းမြို့တော်ရဲ့ကြက်တီရှိမင်္ဂလာရှိတဲ့စင်ဆွဲကိုကုံသွယ်တဲ့အနေနဲ့လဲလှယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီစင်ဆွဲမှာရှင်ဂျိုရတိုကိုအနေကနေကာကွယ်ပေးနိုင်တဲ့စွမ်းအားရှိပါတယ်။ဒါပေမဲ့လည်းသင်္ဘောပိုင်ရှင်မစ္စတာဝိုင်းအတွက်တော့ခက်ခဲမှုတွေရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့လုံသားယောက်ျား800အထိခေါ်ပြီးအလွန်ကြီးမားတဲ့စင်ဆွဲကိုလှေပေါ်ပြန်တည်ဖို့လုပ်နေရတာကြောင့်မှရှင်ဂျိုရတိုအတွက်ကတော့တခြားသူ့ရဲ့နိုင်ငံကနေရရှိလာတဲ့ကျက်တီရဲ့မင်္ဂလာစင်ဆွဲကိုလက်ဆောင်အဖြစ်အိမ်ပြန်ယူသွားရတဲ့အတွက်မျက်နှာမှာအပြုံးတွေဝိစားနေခဲ့ပါတယ်။မစ္စတာဝိုင်းတို့ဟာလာနန်မြို့မှာကုန်သွယ်မှုပြီးဆုံးသွားတဲ့အခါမှာသူတို့ဟာခီးဆက်ကိုအစဉ်ပြေချောမောစွာနဲ့ပဲဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ပင်လယ်ထဲမှာရွှဲလွင့်လာရင်းနဲ့ပဲတကာတီလာမြို့ဖရာယာပိမာတီနာပိုင်နက်ကိုရောက်ရှိလာခဲ့ပါတယ်။မစ္စတာဝိုင်းကသင်္ဘောကိုကမ်းတင်ပြီးတော့မင်္ဂလာရှိရဲ့စင်ဆွဲကိုကုန်သွယ်ဖို့တည်ဆောင်လာခဲ့ပါတယ်။အဲဒီနောက်ရှင်ဂျိုရတိုရဲ့ဆန္ဒအတိုင်းမြို့ဝင်ကြီးထက်ကိုဆက်တာဖို့သွားခဲ့ပါတယ်။အဲဒီချိန်မှာလူကြီးတယောက်ကရှင်ဂျိုရတိုနဲ့မိတ်ဖွဲ့ကစကားလာပြောခဲ့ပါတယ်။အဲဒီလူကြီးဟာမြို့တော်ဝင်ဖရာရာပိမာတီနာဖြစ်နေပါတယ်။သူပြောတာကတော့ပြစ်ခတ်လိုက်တဲ့အခါ
လူကြီးသမျှအားလုံးရှာနိုင်တဲ့မော်တနက်တလက်သူ့မှာရှိကြောင်းပြောပါတယ်။ဒါကိုကြားလိုက်တဲ့အခါမှာရှင်ဂျိုရာရဲ့မျက်လုံးတွေကကျဲသွားပြီးတော့သူကအဲ့ဒီတနက်ကိုအရန်လို့ကျဲသွားပါအောင်။သူကလေးလေးနက်နက်နဲ့အရန်စဉ်းစားနေပါအောင်။သူကအဲ့ဒီမော်တနက်ကိုဘယ်လိုလုပ်ရင်ရမလဲဆိုပြီးစဉ်းစားနေရပေါ့။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲလူတိုင်းကအရှင်ဂျိုရာရဲ့စင်ဆွဲနှစ်ချောင်းကိုကြည့်ကမျက်လုံးတွေကျဲသွားကြပါတယ်။အဲ့ဒီစင်ဆွဲနှစ်ချောင်းကနေဒူးစက်နဲ့ရနက်တစ်မျိုးကိုထွက်လာခဲ့ပါတယ်။ဒီရနက်တွေကိုထွက်စီခဲ့တာကအိန္ဒိယနတ်မင်းကြောင့်ပဲဖြစ်ပါတယ်။သူဟာနှစ်သမီးနှစ်ပါးကိုစင်ဆွဲနှစ်ချောင်းတွေကိုဆေလွတ်ကတင်းပြန်တဲ့မွေးရနက်ထွက်အောင်ပြုလုပ်စီခဲ့ပါတယ်။မစ္စတာဝိုင်းကလည်းအဲ့ဒီအချိန်မှာစင်ဆွဲကိုဖရာယာပိမတ်တင်နာထံဆက်တာဖို့ယူဆောင်လာခဲ့ပါတယ်။စင်ဆွဲနှစ်ချောင်းကိုမြို့တော်ဝင်ကြီးကထိလိုက်တာနဲ့အလွန်လှပချော်မော်တဲ့မိမပြိုနှစ်ဦးဟာမြို့တော်ဝင်ကြီးရဲ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ဒီမိမပြိုနှစ်ဦးရဲ့အလှပကြောင့်တကာနဲ့စီလာဆိုတဲ့မြို့ဝင်ရဲ့သားတော်နှစ်ပါးကိုချစ်ကြိုက်သွားစေခဲ့ပါတယ်။မင်းသားနှစ်ပါးကလည်းမိမပြိုနှစ်ဦးကိုချစ်ချင်းမဲ့လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ရခိုင်တွေကသမီးမင်္ဂလိရဖို့နှစ်ပေါင်းများစွာလိုလားနေရဲ့မြို့ဝင်ဖရာရာပိမတ်တေနာကလည်းပြုံးရွှင်သွားခဲ့ပါတယ်။သူကမိမပြိုနှစ်ဦးကိုသူ့သားတွေနဲ့လက်ထပ်ဖို့အတွက်ချစ်ချင်းမဲ့တောင်းဆိုလိုက်ပါတယ်။ပြီးတော့စင်ဆွဲရဲ့ပိုင်ရှင်ဖြစ်တဲ့ရှင်ဂျိုရတိုကိုလည်းခေါ်ဆောင်ပြီးစင်ဆွဲနဲ့လဲလှယ်ဖို့အတွက်ဘာပြန်လိုချင်တာလဲလို့မေးမြန်းလိုက်ပါတယ်။ရှင်ဂျိုရတိုကလည်းတုံဆိုင်မနေပဲချက်ချင်းဖြေဆိုခဲ့ပါတယ်။အဲ့ဒါကတော့လိုချင်တာကိုပြစ်ခတ်နိုင်တဲ့မော်တနက်ကိုအလင်းအမြန်တောင်းဆိုလိုက်တာပါပဲ။မြို့ဝင်ဖရာရာပိမတ်တေနာကလည်းကန့်ကွက်ခြင်းမရှိပဲသူ့ကိုမော်တနက်ပေးဖို့အတွက်ပျော်ရွှင်စွာပဲသဘောတူလိုက်ပါတယ်။ရှင်ဂျိုရတိုလည်းလိုချင်တဲ့မော်တနက်ရပြီးနောက်သူဟာမစ္စတာဝိုင်းနဲ့အတူခီးထွက်နေချိန်မှာလေသူနဲ့အတူမော်တနက်ကိုအမြဲတမ်းဆောင်ထားခဲ့ပါတယ်။မစ္စတာဝိုင်းရဲ့တင်မော်ဟာနောက်ထပ်ကမ်းခြေတနေရာကိုမရောက်ရှိခင်ချိန်မှာပဲရှင်ဂျိုရတိုကတကူတော်ခီးဆက်လက်ထွက်ခွာဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုစဉ်းစားပြီးနောက်သူကမော်တနက်ကိုထုတ်ယူကတစ်ချက်နှိပ်လိုက်ပြီးတော့ရွှေနဲ့အခြားသောအဖိုးတန်ပစ္စည်းတွေကိုတောင်းဆိုလိုက်ပါတယ်။မော်တနက်ကအတန်တွေကကမ်းခြေတစ်လျှောက်မှာကျေလောင်စွာနဲ့မိဟီသွားပါတော့တယ်။တနက်တန်တိတ်သွားပြီးရဲ့နောက်ရွှေငွေနဲ့အဖိုးတန်ဝိစားတွေကအစွတ်လိုက်အပြုံလိုက်တနက်ပြောင်းလေးကနေထွက်ကြလာခဲ့ပါတယ်။ဒါကြောင့်ရှင်ဂျိုရတိုကအဲ့ဒီပစ္စည်းတွေကတချို့တစ်ဝက်ကိုမစ္စတာဝိုင်းနဲ့တင်မောသားတွေကိုမျှဝေပေးခဲ့ပါတယ်။ကျန်တဲ့ပစ္စည်းတွေကိုတော့မစ္စတာဝိုင်းထံမှအနံကထားရိတ်ခဲ့ပါတယ်။အဲ့ဒီပစ္စည်းတွေကိုတော့ပန်ချာနကိုမှရှိတဲ့သူမိဘတွေနဲ့အကိုကြီးတွေစီကိုပြန်ယူသွားပြီးဖို့လူကြုံပါကပြီးလိုက်တာပါ။အဲ့နောက်သူဟာမော်တနက်ကိုနောက်ထပ်တစ်ခါပြစ်ခတ်ပြီးတော့အရည်သွေးကောင်းတဲ့သင်္ကန်းတွေနဲ့ပူဇော်ကံပစ္စည်းတွေကိုတောင်းဆိုလိုက်ပါတယ်။ပစ္စည်းတွေရလာတဲ့အခါမှာမစ္စတာဝိုင်းကိုပြီးခဲ့ပြီးချောဝါကုကုတ်ဆရာတော်ထံကိုစက်ကပ်လူတန်းမှုယူဆောင်သွားခိုင်းခဲ့ပါတယ်။ဆရာတော်ဟာဆယ်စုနှစ်ကျော်ကြာသူ့ကိုတီးခတ်ပြီးကျူးဆိုင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကိုသူ့ရဲ့ပြန်လည်တည်တံ့မှုကိုမြင်ရတဲ့အခါမှာမစ္စတာဝိုင်းကိုယ်တိုင်လည်းအလွန်ကျေနပ်ဝမ်းမြောက်နေပါအောင်။ငပြင်းလေးအန်သားတစ်ဖြစ်လဲဘုန်းကြီးကျောင်းသားလေးရှင်ညိုရာတို့ဟာကြီးပြင်းလာပြီးတော့သူ့ရဲ့ပြင်းရည်မှုကိုလည်းကြော်လွှားနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့သူဟာတကူရော်ခီထွက်ဖို့ကိုဆုံးဖြတ်လိုက်ပါအောင်။ရှင်ဂျိုရတိုကိုနှုတ်ဆက်ပြီးတဲ့အခါမစ္စတာဝိုင်းနဲ့တခြားသူတွေကပန်ချာနကိုမြို့စီကိုတင်မောနဲ့ပြန်လာခဲ့ကြပါတယ်။ရှင်ဂျိုရတိုမှားလိုက်တယ်လို့ပဲလူကြုံပါလိုက်တဲ့ပစ္စည်းအမျိုးမျိုးကိုလည်းတိချစွာပြီးခဲ့ပါတယ်။ဆရာတော်ကိုသင်္ကန်းပေးပြီးမိဘတွေကိုရွှေငွေများစွာပေးကအကိုကိုလည်းလက်ဆောင်များပြီးခဲ့ပါတယ်။ပြီးတော့ရွာတွေကလူတိုင်းကလည်းရှင်ဂျိုရတိုဟာပြင်းရီပြင်းတွဲတဲ့လူအဖြစ်ကနေမပြင်းတော့ပဲကောင်းမွန်စွာနဲ့ကြီးပြင်းလာတဲ့ဆိုတာသိရတဲ့အခါအရန်ကိုပဲအံ့အားသင့်ကုန်ကြပါတယ်။အခုတော့သူဟာစူးစမ်းပန်းစားတဲ့သူတစ်ယောက်အဖြစ်ပြုတ်ပြေပြောင်းလဲသွားပြီးပိုကောင်းလာခဲ့ပါတယ်။ရှင်ဂျိုရတိုဟာမစ္စတာဝိုင်းနဲ့ခွဲခွာပြီးနောက်တူးတဲ့စွန်စားခန်းရှောက်ပေးဖို့အတွက်သူဟာပျော်ရွှင်စွာနဲ့တစ်တော်ရိတ်ကိုလမ်းလျှောက်ဝင်ရောက်သွားခဲ့ပါတယ်။သူဟာဒီလိုပဲသွားရင်လာရင်နဲ့ကျုံတဲ့နေရာမှာစားကညဘက်ဆိုရင်လည်းဘယ်ကြီးရွာမှမဆိုဝီအိတ်လိုက်ပါတယ်။ဒါပေမဲ့အသိမကြခင်မှာပဲသူကနောက်ထပ်တစ်ခါပင်လယ်ထဲကိုထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရှင်ဂျိုရတိုကသူ့ကိုယ်ပိုင်မော်တနက်ကိုထုတ်ယူကခဝေးဝေးကရေပြင်ကိုပြစ်လိုက်ပါတယ်။ပြီးတော့တင်မောကြီးတစ်စီးကိုတောင်းဆိုလိုက်ပါတယ်။မော်တနက်ကလည်းသူ့ရဲ့ဇနာကိုချက်ချင်းပဲဖြည့်ဆည်းပေးလိုက်ပါတယ်။အဲနောက်ရှင်ဂျိုရတိုဟာတယောက်တည်းသမုတ်ထရာတွေကိုတင်မောစီးကထွက်ခွာသွားခဲ့ပါတယ်။မကြခင်မှာပဲပင်လယ်ရေပြင်ထဲမှာရှင်ဂျိုရတိုဟာတင်မောကပတိန်နဲ့တွေ့ဆုံခဲ့ပါတယ်။တင်မောပြက်စီးသွားပြီးတော့ရေပြင်မှာနစ်မြုပ်လူနေပါဖြစ်နေတဲ့အတွက်ရှင်ဂျိုရတိုကအလင်းအမြန်ပဲသူ့ကိုတင်မောပေါ်ခေါ်ဖို့ကူညီပေးခဲ့ပါတယ်။တေလူမျိုးမှာဖြစ်နေတဲ့တင်မောကပတိန်ဟာရှင်ဂျိုရတိုကိုအလွန်ကျေးဇူးတင်ခဲ့ရပေါ့။သူတို့နှစ်ယောက်ဟာညနေတဲ့အထိထိုင်ပြီးတော့စကားပြောကြပါတယ်။
ပြီးတော့သူသိရှိလိုက်ရတာတခုရှိပါတယ်အဲ့ဒါကတော့သင်္ဘောကပတိန်ဟာအရင်ကဘရင်ကြီးရဲ့သင်္ဘောကပတိန်ဖြစ်ခဲ့တာပါပဲဒါပေမဲ့သူ့ရဲ့မွေးရမြေကိုပိုင်မြို့ကိုတော့ပြန်လို့မရနိုင်တော့ပါဘူးဘာကြောင့်လဲဆိုတော့သူကမြို့ဝင်ကြီးနဲ့သင်္ဘောသားအားလုံးကိုသင်္ဘောနဲ့အတူနှိမ့်မြုပ်သွားစီခဲ့လို့ပဲဖြစ်ပါတယ်သူသာမြို့ကိုပြန်သွားခဲ့ရင်တေချာပေါက်တပ်ပြတ်ခံရမှာပဲဖြစ်ပါတယ်ရှင်ဂျိုရတိုကသင်္ဘောကပတိန်အတွက်အလွန်စိတ်မကောင်းဖြစ်ကတနာသွားပါတော့ဒါကြောင့်သူကမျက်လှည့်ပြကွက်တစ်ခုလိုလုပ်ပြဖို့စဉ်းစားမိပြီးတော့မော်တနက်ကိုပြစ်ခတ်ဖို့ကြိုးစားခဲ့ပါတယ်ပြီးရဲ့နောက်သူဟာသင်္ဘောနဲ့အတူပါလာတဲ့လူအားလုံးတရားကနေပြန်ရှင်လာပါစေလို့ဆုတောင်းလိုက်တော့တာပေါ့ဒီချိန်မှာပဲကြောက်စရာကောင်းစွာနဲ့မြူမုံတွေကရေပြင်မျက်နှာပြင်ထက်ကိုဖုံးလွှမ်းသွားပါတော့အဲဒီနောက်သင်္ဘောနဲ့အတူသင်္ဘောသားတွေဟာမြူမုံတွေတဲကနေဖြည်းဖြည်းချင်းရေထဲမှာမျောကထွက်လာခဲ့ကြပါတယ်သင်္ဘောကပတိန်ကသူ့ကိုယ်ပိုင်သင်္ဘောကိုမြင်တဲ့အခါမှာရုတ်တရက်မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်တကယ်ဖြစ်နေမှတည်သွားတဲ့အခါမှာရှင်ဂျိုရတိုကိုချက်ချင်းပဲကျေးဇူးတင်ခဲ့ပါတယ်သူ့ကိုယ်ပိုင်သင်္ဘောပေါ်ကပစ္စည်းတွေကိုရှင်ဂျိုရတိုထံပေးအပ်ခဲ့ပါတယ်ရှင်ဂျိုရတိုကိုနှုတ်ဆက်ပြီးနောက်သူ့ကိုယ်ပိုင်သင်္ဘောကိုသတိထားမောင်းနှင်ခဲ့ပါတယ်အဲဒီနောက်မှာသူကမြို့ကိုပြန်ရောက်တဲ့အထိဘေးကင်းစွာနဲ့ခီးနေနိုင်တဲ့အထိပါပဲရှင်ဂျိုရတိုဘက်မှာတော့သူစီစဉ်ထားတဲ့အတိုင်းတကူရဲစွတ်သားခံတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်အဲဒီနောက်သူဟာဗန်ဘီချာကာလို့ခေါ်တဲ့ကြီးရွာတရွာမှာလှီကိုစိုက်ကပ်ပြီးတော့အနားယူဖို့ရောက်ရှိချိန်အထိပါပဲအဲဒီချိန်မှာပဲရွာမှာအကြီးစားအဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒါပါလဲဆိုတော့အပြစ်ရှိတဲ့တကူတယောက်ကကြီးရွာသားတွေရဲ့အိမ်တွေကိုမီးရှို့လိုက်လို့အိမ်တော်ကျုပ်များစွာဟာမီးလောင်ပျက်စီးသွားခဲ့ပါတယ်ပြီးတော့အဲဒီချိန်မှာပဲတခြားမျိုးကဖခင်ကုန်တဲ့တူနဲ့အတူသူ့သားယောက်ျား9ယောက်ဟာကြီးရွာကိုအလဲရောက်ရှိလာခဲ့ပါတယ်ရွာသားတွေဟာသူတို့ကိုဘယ်တော့မှမမြင်ဘူးတဲ့အတွက်ကြောင့်တကူအဖြစ်မာရွေ့စွာထင်မြင်မိသွားကြပါတယ်အဲဒီနောက်ရွာသားတွေဟာကုန်တဲ့ရဲ့သားယောက်ျား9ယောက်စလုံးကိုဖမ်းဆီးခဲ့ကြပါတယ်ဖခင်ဖြစ်သူကုန်တဲ့တယောက်တည်းပဲထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ကုန်တဲ့ဟာတစ်တော်ရိတ်ကိုထွက်ပြေးခဲ့ပြီးတော့တစ်ပေအောက်မှာအိပ်ပျော်နေရဲ့ရှင်ဂျိုရတိုနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်လုံးဟာဇလန်အပြည့်အစုံကိုသိရှိသွားတဲ့အထိစကားပြောခွင့်ရခဲ့ကြပါတယ်အကြောင်းစုံကိုသိလိုက်ရတဲ့ရှင်ဂျိုရတိုကလည်းကုန်တဲ့ကိုတနာကျင်နာမိသွားပါတယ်ဒါကြောင့်သူ့သားတွေကိုကူညီဖို့အတွက်ရွာရိတ်ကိုကုန်တဲ့နဲ့အတူခီးဆက်ရင်းနဲ့ရှင်ဂျိုရတိုဒီကိုရောက်တဲ့အခါရွာရဲ့လေကောင်မှာကြီးရွာသားတွေကိုစုယုံစေဖို့စီစဉ်လိုက်ပါတယ်ပြီးတော့အိမ်မီရှိုးတဲ့တခုကိုမျက်စိနှလုံးနဲ့ဖမ်းဆီးပြမယ်လို့ပြောလိုက်ပါတယ်သူကတနက်ကိုကောက်ယူပြီးမော်ဆွမ်းအားရှိဖို့ဆွတောင်းလိုက်ပါတယ်တခုဖမ်းဆီးပါစီပြီးတော့ကောင်းကင်ဘုံကိုပြစ်လိုက်တယ်ရုတ်တရက်ဆိုသလိုသူ့ပတ်လည်မှာပင့်ကူမြင်တွေအများကြီးရှိနေပါတယ်ပင့်ကူမြင်တွေကတနက်မုတ်ကောင်းလေးကနေထွက်လာပြီးရွာသားတွေနဲ့အတူပုံအောင်နေရဲ့အီလာရဲ့ဖခင်ကိုဖမ်းဆီးဖို့ပင့်ကူအိမ်တခုပြစ်လိုက်ပါတယ်အဲဒီခါမှာအီလာရဲ့ဖခင်ကမျက်ရည်တွေကျပြီးဝန်ခံလိုက်ပါအောင်အရင်ကဖြစ်ခဲ့တဲ့အရာတွေအတွက်သူစိတ်မကောင်းဖြစ်နေလို့လူတိုင်းရဲ့အိမ်တွေကိုသူတမင်တကာမီးရှို့လိုက်တာလို့ပြောပါတယ်အရင်တုန်းကသူ့အိမ်မီးလောင်ပျက်စီးသွားပေမဲ့ဘသူကမှလာပြီးမကူညီပေးခဲ့ပါဘူးရွာသားအလုံးကဒီအကြောင်းကိုကြားပြီးအီလာရဲ့ဖခင်ကိုစိတ်ဆိုးကရိုက်နှက်တပ်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းရှင်ဂျိုရတိုကဒါကိုတားမြစ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အီလာရဲ့ဖခင်ဟာသူ့လုပ်ရဲ့အတွက်နောင်နာရနေရကြောင်းအခွင့်အရေးပေးတင်ကြောင်းပြောခဲ့ပါတယ်ရွာသားတွေကလည်းဒေါသမပြေပျောက်ကြသေးပါဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့နေအိမ်တွေဟာမီးနဲ့အတူပျက်စီးသွားလို့ပါပဲရှင်ဂျိုရတိုဟာလည်းတောင်းဆိုမှုတစ်ခုနဲ့အတူပဲတနက်ကိုပြစ်လိုက်ပါတယ်သူ့တောင်းဆိုမှုတစ်ခုကတော့မီးလောင်ပျက်စီးသွားတဲ့ရွာသားတွေရဲ့အိမ်အားလုံးကိုအရေးအတိုင်းပြန်ဖြစ်သွားအောင်လို့ပြန်လေခေါ်ယူလိုက်တာပါပဲရုတ်တရက်တခဏအတွင်းမှာပဲမီးလောင်ပျက်စီးသွားတဲ့အိမ်တွေအားလုံးဟာမူလအတိုင်းလှပတဲ့အိမ်လေးတွေပြန်ဖြစ်သွားခဲ့ပါတယ်ဖီချာခမီကျေးရွာကရှင်ဂျိုရတိုကိုကျေးဇူးတင်ကြောင်းပြောကြဖို့အတွက်လူများစွာစုရုံးလာကြပါတယ်ရှင်ဂျိုရတိုစားဖို့အတွက်အစားအစာတွေယူဆောင်လာပြီးပါတော့တယ်ပြီးတော့နေထိုင်မှုအတွက်တက်တောင်းတက်တာရှိတဲ့အိတ်စရာနေရာကိုပေးအပ်ခဲ့ပါသေးတယ်ကုန်တယ်နဲ့သူ့သား9ယောက်ကလည်းရှင်ဂျိုရတိုကိုအလွန်ကျေးဇူးတင်ကြောင်းပြောပြီးတခြားမြို့မှာကုန်သွယ်ဖို့အတွက်နှုတ်ဆက်ထွက်ခွာသွားကြပါတယ်ရှင်ဂျိုရတိုကပီချန်လန်ကြီးရွာမှာကြီးရွာသားတွေနဲ့အတူခဏတာနေထိုင်ခဲ့ပါတယ်ပြီးရဲ့နောက်သူဟာသူ့ရဲ့တကူတော်ခီးကိုဆက်လက်ထွက်ခွာခဲ့ပြီးတော့ဒီတကတော့တစ်တော်ရိတ်ကိုလမ်းလျှောက်ဝင်ရောက်ပြီးအေးအေးဆေးဆေးနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမနက်ခင်းကနေညအထိကိုမနာတမ်းတော်ရိတ်ကိုလမ်းလျှောက်ကနောက်ဆုံးမှာဂျကဘာဆော့တစ်ခုရဲ့အစွန်မှာရှက်တက်ငါနားနေခဲ့ပါတယ်အိမ်ညမှာပဲတစ်တော်ကြီးတွေကကြီးမားပြီးအလွန်ရိုင်းဆိုင်တဲ့ဘလူးမဟာအစာရှာဖို့အတွက်ရုတ်တရက်ထွက်လာခဲ့ပါတယ်ပြီးတော့သူဟာဂျကဘာဆော့အစွန်မှာအိတ်နေရဲ့ရှင်ဂျိုရတိုနဲ့တွေ့လိုက်ရပါတယ်ဘ
လူးမချက်ချင်းပဲရှင်ဂျိုရတိုကိုဖမ်းဆီးပြီးညစာအပြစ်စားဖို့ချက်ချင်းပဲစဉ်းစားမိသွားပါ။သူမဟာတိတ်တိတ်လေးအနားကပ်လာပြီးတော့ရှင်ဂျိုရတိုကိုသူမလက်ထဲကတင်းပုံးနဲ့ရိုက်တက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်းရှင်ဂျိုရတိုကိုရိုက်တက်ဖို့ကြိုးစားနေချိန်မှာပဲသူဟာရုတ်တရက်နိုးလာခဲ့ပါ။ရှင်ဂျိုရတိုကနိုးထလာပြီးတော့သူ့ကိုယ်သူကာကွယ်ဖို့မော်တနက်ကိုပစ်ခတ်လိုက်ပါ။ကျေလောင်နဲ့တနက်တန်နဲ့အတူပဲကြည်စံကဘလူးမရဲ့တင်းပုံးစီကိုဝင်ရောက်တိုက်ခတ်သွားပြီးတော့သူ့လက်ထဲကနေလွှင့်ထုတ်ခံလိုက်ရပါ။ဒါပေမဲ့လည်းဘလူးမကအရှုံးကိုလက်မခံနိုင်သေးဘူးဖြစ်နေပါ။ဘလူးမဟာရှင်ဂျိုရတိုကိုလက်ပလာနဲ့တိုက်ခိုက်ဖို့အတွက်ကြိုးစားပါသေးတယ်။ဒါနဲ့ပဲရှင်ဂျိုရတိုဘလူးမကိုနောက်ထပ်တစ်ခါထပ်ပြပစ်ခတ်လိုက်ပါတော့။ဒီတစ်ခါတော့ဘလူးမကိုလှုပ်ရှားမှုပြင်းရင်သွားစီပါ။အဲဒီနောက်ဘလူးမဟာလဲကျသွားပြီးတော့ကြောက်ကပါဆောင်အစွန်းနဲ့နှစ်ဖူးကိုထိမိကခေါင်းကွဲသွားပါတော့။ဘလူးမဟာထိခိုက်ဒဏ်ရာရရုံတည်းမကပဲအရန်ရှက်ရွတ်သွားပါ၏။ဒါနဲ့ပဲချက်ချင်းပဲထွက်ပြေးသွားကတစ်တော်ရင်းမှာပျောက်ကွယ်သွားပါတော့။ဘလူးမနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ရတဲ့အတွက်ထိတ်လန့်သွားတဲ့ရှင်ဂျိုရတိုဟာလည်းပိုပြီးသတိထားကသူ့လမ်းကိုအလင်းအမြန်ဆက်လက်ထွက်ခွာခဲ့ပါ။အဲဒီနောက်သူဟာရှောက်သွားရင်းနဲ့ချိုင်ကန်ကြီးရွာကမ်ပါနကွန်မြို့တော်ကိုရောက်ရှိလာခဲ့ပါတော့။ဒီကြီးရွာဟာကြီးလက်ကလူသားများစွာကိုတည်ဆုံးစေတဲ့ကပေယောဂါဆိုကြီးဖြစ်ပွားနေတဲ့ပြဿနာကိုရင်ဆိုင်နေရပါ။ရှင်ဂျိုရတိုကလည်းဒီကြီးရွာမှာနေထိုင်ခဲ့ပါ။ပြီးတော့သူဟာကြီးလက်ကလူသားတွေရဲ့ပြင်းထန်တဲ့ယောဂါတွေကိုကုသဖို့ကူညီပေးခဲ့ပါ။ပြီးတော့မကြာခင်ကမှတည်ဆုံးသွားသူတွေကိုပြန်ရှင်အောင်လုပ်ဖို့လည်းကူညီပေးခဲ့ပါသေးတယ်။ရှင်ဂျိုရတိုဟာချိုင်ကန်ကြီးရွာနဲ့ပတ်ဝန်းကျင်ကကြီးရွာတွေရဲ့လေးစားမှုခံရဖို့ကြီးပြင်းလာတဲ့အထိဖြစ်ခဲ့ပါ။မကြာခင်မှာပဲမော်တနက်ရှင်ဂျိုရတိုရဲ့တရင်ကခမ်မာနကွန်မြို့ဝင်ကြီးရဲ့နားလေးကိုရောက်ရှိသွားခဲ့ပါ။မြို့ဝင်ကြီးကလည်းရှင်ဂျိုရတိုကိုသူ့ကိုလည်းကူညီပေးဖို့အတွက်တောင်းဆိုခဲ့ပါ။ဘာကြောင့်လဲဆိုတော့မြို့ဝင်ကြီးကသမီးဖြစ်သူမြစ်သမီးလန်အတွက်စိုးရိမ်နေလို့ပါပဲ။သူ့ရဲ့အလွန်လှပပြီးချောမောတဲ့သမီးတော်လေးဟာလှေကားပေါ်ကနေပြုတ်ကျသွားခဲ့ပါ။ဒီပြုတ်ကျတာကသူမရဲ့ခြေထောက်ကျိုးပြီးခါးကလည်းပုံပြတ်သွားလို့နှစ်ပေါင်းများစွာလမ်းမလျှောက်နိုင်တော့ပဲဖြစ်နေရပါ။ဆရာဝန်ဘယ်နှယောက်ပဲကုသဖို့လာပြန်မကောင်းနိုင်ဘူးပဲပြောကြတာကြောင့်ဖခင်ဖြစ်သူမှာအလွန်ဝမ်းနဲ့ပူဆွေးနေရတာဖြစ်ပါတယ်။သမီးဖြစ်သူနေပြန်ကောင်းဖို့မျှော်လင့်ချက်နဲ့အတူခမ်မာနကွန်မြို့မုံကြီးကရှင်ဂျိုရတိုကိုနန်းတော်ထဲသို့ခေါ်လာစေခဲ့ပါတယ်။အကြောင်းကတော့မင်းသမီးလန်ကိုကဲတင်ဖို့နဲ့ကံကောင်းစီဖို့အတွက်ကူညီပေးဖို့ပါပဲ။ဒါနဲ့ပဲရှင်ဂျိုရတိုဟာလည်းမော်တနက်နဲ့မင်းသမီးလန်ကိုပြန်လည်လမ်းလျှောက်နိုင်တဲ့အထိကုသပေးနိုင်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီအချိန်မှာပဲဆရာဝန်နဲ့လူနာကတဦးကိုတဦးချစ်ကြိုက်သွားကြပါအောင်။ဒါကိုသိရတဲ့ခမ်ဘာနကွန်မြို့ဝင်ကြီးကလည်းဝင်ရောက်ဟန်တာခြင်းမပြုတ်ခဲ့ပါဘူး။ပြီးတော့သူတို့နှစ်ယောက်ကိုအကျဉ်းလင်းများအဖြစ်အတူတူနေထိုင်စေဖို့အတွက်လည်းစီစဉ်ပေးလိုက်ပါတယ်။သူတို့နှစ်ယောက်အတူတကွဆက်လက်အုပ်ချုပ်နိုင်ဖို့အတွက်ခမ်ဘာနကွန်မြို့တော်ကိုလွှဲပြောင်းပေးဖို့ကိုလည်းသဘောတူလိုက်ပါတယ်။အရင်ကငပြင်းလေးအန်တာအဖြစ်လည်းပြင်းဤပြင်းတွဲနဲ့ဘုံကြီးကျောင်းသားလေးရှင်ဂျိုရတိုဟာထိုအချိန်ကစပြီးဘီရင်ဂျိုရတနာဖြစ်လာခဲ့ပါတယ်။သူဟာနိုင်ငံကိုလည်းဇနီးဖြစ်သူနဲ့အတူအလွန်ကောင်းမွန်စွာနဲ့တမတ်ရှိအုပ်ချုပ်ခဲ့ပါတယ်။သူပိုင်ဆိုင်တဲ့မော်တနက်ကိုအလကားမထားပဲပြစ်ခတ်ပြီးတော့လှပတဲ့ရဲတိုက်တွေတိစောက်ပိုင်းကြီးရွာတွေနဲ့မြစ်တွေကိုဆက်သွယ်ပြီးတဲ့တရားတွေဆောက်လုပ်ပြီးအကျိုးရှိအသုံးချခဲ့ပါတယ်။တရားတွေကြောင့်ပဲလူတွေရဲ့ဂုဏ်သက်ရေးဟာပုံမအဆင်ပြေလာခဲ့ပါတယ်။ပြီးတော့ခဏအတွင်းမှာပဲဘရင်ဂျိုရတနာနဲ့မင်းသမီးလန်မှာသူတို့ရဲ့နှလုံးသားကိုချိတ်ဆက်ပြီးရဲ့သားတော်တစ်ပါးလေးဖွားမြင်ခဲ့ပါတယ်။သူတို့ဟာအနာဂတ်မှာနှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနဲ့အတူတူနေထိုင်ကြတဲ့မိသားစုတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒီနေ့ဇလန်လေးကတော့ဒီနေ့အတွက်ယူဆောင်လာတဲ့ကဘာပေါ်ကအပြင်းဆုံးလူသားလေးအန်သားရဲ့ဇလန်လေးပဲဖြစ်ပါရှိ။အကယ်၍ဒီထဲမှာမမှန်ကန်တာတွေဒါမှမဟုတ်ချန်လက်ထားတာတွေရှိခဲ့ရင်ကျမနဲ့ကျမတို့အဖွဲ့သားတွေစိတ်ရင်းနဲ့တောင်းပန်ပါရှိ။ဒီလိုဇလန်မျိုးတွေကိုကြိုက်တဲ့ဘဝအမောတွေပြည့်တယ်ဆိုရင်ကျမတို့ကိုအားပေးဖို့ like subscribe share လုပ်ပြီးအားပေးလို့ရပါရှင်။နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်နော်။အဆုံးထိနားထောင်ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။